မင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ နိုင်ငံခြားသွားဖို့ရှိလား ဟုတ်ရှိပါတယ် โอเคဘယ်နိုင်ငံသွားမှာလဲ ဂျပန်ပေါ့ ဂျပန်ကိုချစ်တယ်လို့ဘယ်လိုပြောလဲဂျပန်ကို ကီမိုချီ What the fuck bro ဟယ်လိုကိုကျော်ကြီးလားမသိဘူးခင်ဗျ ဟိုကျွန်တော်ကြော်ကြီးပါခင်ဗျ ကိုကျွန်တော်ထီဆိုင်ရပါခင်ဗျ ဟုတ်ကဲ့ပြောပါခင်ဗျ ဟုတ်ကိုထီထိုးထားသေးလားမသိဘူးခင်ဗျ ဟုတ်ထိုးထားပါခင်ဗျ ဟုတ်ကဲ့အကိုထိုးထားတဲ့ထီကမပေါက်ဘူးခင်ဗျ မပေါက်နဲ့လီးပြီးလို့ဆက်တာလား အကိုပေါက်တဲ့ထီမီမျောနေမှာစိုးလို့ခင်ဗျ ရှာလိုက်ရတဲ့ပတ်စံဟမ်ဒီနေ့ကိုချွဲလို့သုံးနေတာပဲခုတော့ထုံးတဲ့ထဲထဲပြန်လာပြီမိမရေရတော့ပေးတာဖို့သမီးတယောက်မွေးထားပါတယ် တမီးမစုံနဲ့နော် အရှင်ဝင်လေးကြည့်အောင်ဘယ်ချိန်ရှိပြီလဲ တမီးမစုံနဲ့နော် ဘာလို့ခုမှပြန်လာလဲအရင်နဲ့လည်းရနေနော် ဒီလေတငယ်ချင်းတွေကလေဒီတော်တော်လေးမှအန်ဒီကြီးပြတယ်လို့တတ်တယ်လို့တမီးအတင်းတင်းညင်းနေအဲ့တော့တငယ်ချင်းနဲ့တမီးစကူလန်ခေါ်အပြီးတော့တမီးမတရားတိုက်လိုက်လို့တမီးအိမ်ပြန်လောက်ကြလာတာပဲပြ ဘာတငယ်ချင်းနဲ့တိုက်လို့လဲတငယ်ချင်းနဲ့တိုက်လို့လွှဲရှာနေကိုတောက်ရှင်တယ်ပေါ့ တမီးတောက်ရှင်တယ်လို့မပြောတငယ်ချင်းနဲ့အတင်းတိုက်တာနေမတောက်လိုက်နေငါသားလို့တငယ်ချင်းပြဆုံးလို့မဆိုပြီးတမီးတစ်ခွက်ပဲတောက်လာရမင်း ဘာတစ်ခွက်မကြည့်အောင်နည်းနည်းမှမယိုးရိုင်နေဘူးမူးနေပြီခုချိန်ထိဘာရဖွင့်နေပြန်ဒီနေ့ဘုန်းကြီးနဲ့အိမ်ပြန်ရောက်ရင်တောင်းလို့ရအောင်ဆိုပြီးလက်ဆောင်ဆိုပြီးထိုင်ပြီးလိုက်တယ်လက်ဆောင်ပေါ့လက်ဆောင်ပေါ့မမင်းတောင်းတပါပြီမင်းဒီနေ့လက်ဆောင်ယူလာတာပါ ဒီလောက်များတာအောင်မလက်ဘူးလက်ချက်မီးနေတာအောင်မဘာလက်ဆောင်လဲပြော ငါသမီးမတောင်းတပါဘူးမင်း